မြန်မာပထမဆုံး Global K-pop Idol ဖြစ်လာတဲ့ကြောက်တန်းသားလေးဇင်ဦးတော်ဟုတ်ကဲ့ပါရှင်နောက်ဆုံးတော့မြန်မာနိုင်ငံကနေလေကမ္ဘာကျော်မဲ့ K-pop Idol တယောက်ပေါ်ထွက်လာနိုင်ခဲ့ပါပြီလွယ်လွယ်ကူကူဖြစ်လာတာတော့မဟုတ်ပဲ K-pop Idol ဖြစ်ချင်လို့ကမ္ဘာတဝန်းကနေလာရောက်ရှင်ပြိုင်နေအယောက်89ယောက်ကိုအကျိတ်နဲ့ရှင်ပြိုင်ပြီးမှအရွေးခံရတာပါအစီအစဉ်ကတော့ Be the Nash Nine Dreamers Survival Show ဖြစ်ပြီးတော့အိဆိုဖွဲ့ဝင်ချန်2 Anyone အဖွဲ့ဝင် Dara ဘိုင်ဂျန်တို့လိုတကယ့်ဆရာကြီးတွေကတိုင်လုပ်ခဲ့ကြတာပါ Final မှာအဖွဲ့ဝင်9ယောက်ပဲရွေးခဲ့ပြီးဇင်ဦးတော်ကအဆင့်6ချိတ်ခဲ့ပါတယ်အဲ့ဒီ9ယောက်ကမမိုလန် TFN Cheetahs လာဘီလက်စတဲ့အဖွဲ့တွေကိုမွေးထုတ်ထားတဲ့တောင်ကိုရီးယားအခြေစိုက် MLD Entertainment ကနေပွဲဥထွက်မှာဖြစ်ပါတယ်။ဒါကြောင့်ကမ္ဘာတိ K-pop boy group ဖြစ်လာဖို့အတွက်အလားအလာရှိပါတယ်။ကျမတို့ရဲ့မြန်မာနိုင်ငံသားလေးဇင်ဦးတော်ကတော့အဖွဲ့ထဲမှာ Smile One ဆိုတဲ့နာမည်နဲ့အနုပညာလှူရှားမှုတွေကိုလုပ်သွားမှာဖြစ်ပါတယ်။တရုတ်မြန်မာကပြားဖြစ်တဲ့အတွက်တရုတ် English ဗမာစကားကိုကောင်းကောင်းပြောနိုင်ကြောင်းသိရပါတယ်။အသက်ကတော့အခုမှ20ပဲရှိပါသေးတယ်။ဟင်းချက်ဝါသနာပါပြီးစပုံမှုတအုပ်ဖြစ်ဖို့အတွက်အရေးမှန်းချက်ရှိခဲ့ပူပါတယ်။ခုတော့ K-pop idol ဖြစ်ဖို့အတွက်အကန့်အကြောင်းဖန်လာခဲ့ပါပြီ။တိုင်ပွဲဝင်ပြိုင်နေစဉ်မှာလဲ fan vote ဒုတိယအများဆုံးရရှိခဲ့သူပါ။နောက်ပိုင်းမှာပို့ပြီးတော့အောင်မြင်အောင်လို့အခုကစပြီးအားပေးလိုက်ကြရအောင်တော့ K-Celebrate ကြီး